မင်္ဂလာပါရှင်ဒီနေ့မှာတော့မြမသမိုင်းတွေကလူအများမသိသေးတဲ့အံ့ဩစရာကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ရွှေစာရန်စေတီတော်နဲ့ဆက်နွယ်နေတဲ့စောမွန်လာဆိုတဲ့အမျိုးသမီးတဦးရဲ့ဘဝအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်တမကြီးကမောင်ရဲ့ချရွယ်ပရီလေးဆွေးဖို့ရွှေစာရန်ကိုအရောက်သွားကျမကဘာတူလဲဘာကြောင့်သမိုင်းထဲမှာလျှို့ဝှက်ထားတယ်လို့ဖြစ်နေခဲ့တာလဲပြီးတော့ရွှေစာရန်စေတီတော်နဲ့သူမရဲ့အကြောင်းကဘာကြောင့်ဆက်နွယ်နေရတာလဲဒီဗီဒီယိုကိုဆုံးထိကြည့်ရင်တော့စောမွန်လာရဲ့ဘဝဟာချစ်ချင်းဆွတ်လွတ်ချင်းနာကျင်ချင်းတွေနဲ့ပြည့်နေတဲ့မိဖုရားတဦးရဲ့ဘဝအကြောင်းဆိုတာသိလာပါလိမ့်မယ်ရွှေစာရန်စေတီတော်ဟာရှေးခေတ်ကာလတွေထဲကလူတွေယုံကြည်ကိုးကွယ်ခဲ့တဲ့အလွန်ထင်ရှားတဲ့ဘုရားတဆူဖြစ်တယ်လို့ဆိုကြပါတယ်အချို့သမိုင်းမှတ်တမ်းတွေထဲမှာတော့ဒီစေတီတော်ကိုတည်ခဲ့သူအနေနဲ့အမျိုးသမီးတဦးရဲ့ကုသိုလ်ပေါင်းများစွာတက်ရောက်နေတယ်ဆိုတာကိုတွေ့ခဲ့ရပါတယ်အဲ့ဒီအမျိုးသမီးကပဲဒီနေ့ပြောမယ့်ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်မိဖုရားစောမွန်လှပဲဖြစ်ပါတယ်။ရွှေစာရန်စေတီဟာမန္တလေးမြို့ရဲ့အရှေ့တောင်ဘက်14မိုင်ကျော်ကွာဝေးသောမန္တလေးပြည်ဦးလွင်ကားလမ်းဘေးရွှေစာရန်ရွာတွင်ကိန်းဝတ်ဆံပေတော်မူလျက်ရှိပါတယ်။အရှိရွှေစာရန်ပကံအနောက်တောင်မြောက်ရင်မျောတီဟထာဟုမော်ကွန်းတင်ထားသည့်ကြော်လေးစုစရင်ဝင်ဖြစ်ခြင်းမွေကြိုက်ခံရသူတို့ဖျားရောက်လျင်မွေစိတ်ပြေခြင်းစွန်းဦးတင်မိသူအမြဲရှိခြင်းစူတောင်းပြေခြင်းစသောအံ့ဘွယ်တို့နှင့်ပြည့်စုံခြင်းကြောင့်ထင်ရှားကြော်ကြားလျက်ရှိပါတယ်။နတ်မဟုတ်တိုင်းနှန်းရှင်မဟုတ်တဲ့စောမွန်လှတမာရိဋီယူဝါဒသည်ပကာယာမပကံပြည်တွင်ရှင်အရဟံဆိုက်ရောက်ခြင်းနှင့်အတူပွားများစီပင်လာခဲ့ပါတယ်။ပကံပြည့်ရှင်နောထာမင်းကြီးဟာသာသနာတော်ကိုယုံကြည်သည့်အပြင်သာသနာကိုလည်းအလွန်ချီးမြှောက်လိုသောကြောင့်ဂန္ဓာလရစ်တရုတ်ပြည်၌ကိုးကွယ်လျက်ရှိသည့်ဆွေတော်မြတ်တစုကိုမိမိတိုင်းပြည်သို့ပင့်ယူတော်မူရန်အကြံဖြစ်ခဲ့ပါတယ်။ထို့ကြောင့်စစ်တီအလုံးရင်းနှင့်အတူနန်း၆ပြည်၏မြို့တော်တာလီအထိချီတက်ခဲ့ပါတယ်။နန်း၆ဘရင်ဥတီဘွားသည်မြို့တော်တကားကိုအလုံးပိတ်၍အပြင်းထန်ခုခံတော်လဲနောက်ဆုံးတွင်အာမတန်၍မန်းလျှော့ခဲ့ရပါတယ်။ဤတွင်အနော်ရထာမင်းကြီးကအဆွေတော်တို့တိုင်းပြည်သို့လာရောက်ရခြင်းမှာလောကီစည်းစိမ်ကိုအလိုရှိ၍မဟုတ်ပါလောကုတ္တရာချမ်းသာဖြစ်တဲ့ဆွေတော်မြတ်ကိုကိုးကွယ်စည်းကပ်ရန်လာရောက်တောင်းခံရခြင်းဖြစ်ပါတယ်ဟုမိန့်ရာဘရင်ဥတီဘွားကဆွေတော်မြတ်ကကိန်းဝတ်စံပေတော်မူလိုကပင့်တော်မူနိုင်၏ဟုဆိုပါတယ်အနော်ရထာမင်းလဲရတနာပန်းတောင်းကိုဥခေါင်းတွင်ရွက်၍သက်ဆင်းတော်မူရန်အဖန်ဖန်တောင်းပန်ခရတော်လဲဆွေတော်မြတ်သည်ကောင်းကင်မှဆင်းသက်တော်မမူသဖြင့်များစွာကြေကွဲဝမ်းနည်းခဲ့ရပါတယ်။တရားမင်းလည်းအနော်ရထာမင်းကြီးစိတ်သက်သာရာရစေရန်ကိုထင်ပြ၍ဤဆွေတော်မြတ်ကိုမင်းကြီးအားကိုးကွယ်စေဟုဖျားရှင်ဤဗျာဒိတ်တော်မရှိခဲ့ပါ။တရေခေတ္တရာပြေမာရှိသည့်တင်းကျစ်တော်ဓာတ်ကိုသာအသင်မင်းကြီးရလက်တန်ဟုဗျာဒိတ်ရှိခဲ့ပါတယ်။ဆွေတော်မြတ်မှာဂန္ဓာလရစ်တိုင်း၌သာသနာ9000တိုင်အောင်တည်စေလိမ့်မည်ဟုဆိုကာမင်းကြီးအားတရားမင်းကမြစင်းနုတော်ကိုပေးအပ်ခဲ့ပါတယ်။အနော်ရထာမင်းကြီးလည်းမြစင်းနုတော်ကိုပေး၍ပကံတို့ပြန်လာခဲ့ပြီးအပြန်ခရီးတွင်မိုင်းမော့ပြည်ကြီးသို့ဝင်ရောက်ခဲ့ပါတယ်။ကမ္ဘောဇပြည့်ရှင်မော့ကိုပြည်တောင်ကိုအစိုးရတဲ့စော်ဘွားစောလုံဟုံမင်းကရှမ်းမြမနှစ်ပြည်တောင်ချစ်ကြည်ရေးအတွက်အချောအလှသမီးတော်စောမွန်လှကိုပကံဘရင်ထံဆက်သခဲ့ပါတယ်။အနော်ရထာမင်းစောဟာရှမ်းမင်းသမီးကိုမျက်နှိုးတော်မူလာတဲ့အတွက်မိဖုရားအချင်းချင်းမနာလိုမုန်းတီးမှုတွေပေါ်ပေါက်ခဲ့ပါတယ်။မိဖုရားစောမွန်လှရဲ့နှထောင်းတော်မှာမွေတော်ကိန်းဝတ်တော်မူပြီးရောင်ကြီးတော်ကိုမျိုးတာကိုစုံးကဝေးလို့ဆွဆွဲပြီးမင်းကြီးထံမဟုတ်မမှန်လျှောက်တင်ကြတဲ့အတွက်နဖူးစာရေးဆက်ဒီရင်ပြတ်တာမှုအနော်ရထာမင်းမြတ်ယုံစားသက်ဝင်တော်မူပြီးမိဖုရားစောမွန်လှကိုဇာတိမြေရှမ်းပြည်သို့ပြန်စေခဲ့ပါတယ်။ပကံနေပြည်တော်မှမိုင်းမော့တို့အပြန်လန်းခရီးတွင်မြတ်စွာဘုရားရှင်ရဲ့မွေတော်ဓာတ်တော်ကိန်းနဲ့စောမွန်လှရဲ့နှထောင်းတော်ဟာမြတ်စွာဘုရားအလောင်းတော်မွေငန်း9ကြိမ်ဖြစ်ခဲ့မှုတယ်လို့အဆိုရှိတဲ့လက်ရှိဇေဒီတရားနေရာနဲ့တမိုင်အကွာပန်းချောင်းတွင်ဖြတ်ကူးစဉ်မှာနားမှကျွတ်ပြီးကြခဲ့ပါတယ်။ထိုအချိန်တွင်ကောင်းကင်မှာစာဝရီးငယ်များရန်လျက်တည်ရှိတာကိုအကြောင်းပြုလို့ထိုအရက်ကိုရွှေစာရန်လို့ခေါ်တွင်ခဲ့ပြီးပန်းချောင်းကိုလည်းနှထောင်းချချောင်းရယ်လို့ယနေ့ထက်တိုင်ခေါ်တွင်ခဲ့ကြပါတယ်။ထ
ရစ်နှစ်416ခုနှစ်မှာရွှေစာရန်အမည်သမုတ်တဲ့စတမီငိမ့်စေတီကိုဖျားဒါယကမစောမွန်လှဟာနရောင်းတော်ကိုထာပနာလို့ကဘာတီတ၍ထေရဝါဒဗုဒ္ဓဘာသာအရှေတည်တဲ့ဇေယံအလွတ်ငါ9000ပြည့်ဇေဒီတည်ထားခဲ့ပါတယ်။မိဖုရားဖျားတည်တယ်လို့ကြားသိတော်မူတဲ့အနော်ရထာမင်းမြတ်ဟာမင်းချင်းတွေကိုဆေလွတ်လို့ထောက်လန်းစေခဲ့ပါတယ်။ဖျားအမဟာ9000ပြည့်ရွှေစာရန်ဇေဒီငယ်ကိုညတစ်ပတ်နဲ့ပတ်ပြီးသစ္စာပြုစုတောင်းကမုတ်ဝကိုရှမ်းပြည်မှပကံပြည်ရှိရာဘက်သို့ဆွဲလှဲခဲ့တယ်လို့အဆိုရှိပါတယ်။မင်းကြီးအမျက်ပြေတော်မူပြီးအသက်ချမ်းသာရာရခဲ့ပေမဲ့တီဘောမြို့ဘောကျိုဖျားအရောက်မှာတော့အကျိုးထောက်တဲ့ဖခင်စော်ဘွားကြီးစောလုံဟုံမင်းနဲ့မောင်တော်ခွန်ကော်လန်းတို့နဲ့တွေ့ဆုံပြီးတဲ့နောက်စိတ်ရောလူပါပင်ပန်းဆင်းရဲပြီးမမကျန်းတဲ့တန်းကြောင့်နှက်ရွာလာခဲ့ရပါတော့တယ်။အဖေကြိုတဲ့ဖျားပေါ့ကြိုကနေဘောကျိုဖျားအမည်တွင်ခဲ့တယ်လို့လည်းဆိုပါတယ်။စော်ဘွားကြီးနဲ့သားတော်တို့ဟာစောမွန်လှရဲ့စိတ်နဲ့နှလုံးကြေကွဲလို့တေပွဲဝင်ခဲ့ကြတဲ့အတွက်စော်ဘွားမျိုးဆက်ခိတ္တပြက်ခဲ့ရတယ်လို့လေ့လာတွေ့ရှိခဲ့ရပါတယ်။လွန်ခဲ့သောနှစ်ပေါင်း900ကျော်ကတည်ထားခဲ့သောဇေဒီဖြစ်၍တဖြည်းဖြည်းမေးပြောက်တိမ်ငေါခဲ့ရမှ1989ခုနှစ်တွင်ရွှေစာရန်ဖျားကိုပြန်လည်ဖော်ထုတ်ခဲ့ပြီးလူသိများထင်ရှားလာခဲ့ပါတယ်။ပရိသတ်ကြီးတို့အတွက်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ရွှေစာရန်ဇေဒီတော်နဲ့ဆက်နွယ်နေတဲ့စောမွန်လားဆိုတဲ့မိဖုရားတဦးရဲ့ဘဝအကြောင်းကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ရှင်။ဓမ္မမိတ်ဆွေပရိသတ်များလည်းကျမ်းမာချမ်းသာလူရဆန္ဒပြေဝကြပါစေရှင်။